BDS အဖွဲ့ဝင်တွေဖြစ်တဲ့ We, Gmin နဲ့ကြောင်ကူးတို့ကအများပိုင်ကုမ္ပဏီတွေထဲကအသက်30အောက်ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့အချမ်းသာဆုံးတတိတရားစာရင်းမှာပါဝင်လာပါတယ်။ဒီစာရင်းကိုတော့ကုမ္ပဏီဒေတာသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ CEO စကောကနေဒီနှစ်ဒီဇင်ဘာလကုန်ပိုင်းဈေးကွက်ပေါက်ဈေးတွေနဲ့ရှယ်ယာပိုင်ဆိုင်မှုတွေကိုအခြေခံပြီးဒီဇင်ဘာ24ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။သတင်းထုတ်ပြန်ချက်အရသူတို့3ယောက်စလုံးကတယောက်ကိုကိုရီးယားဝမ်21.4 ဘီလီယံအမေရိကန်ဒေါ်လာ15သန်းဝန်းကျင်စီတန်ဖိုးရှိတဲ့ရှယ်ယာတွေကိုပိုင်ဆိုင်ထားကြပါတယ်။ဒီရှယ်ယာတွေက2020ခုနှစ်မှာဟိုင်းဘီဥက္ကဋ္ဌဘန်ရှီဟော့ကကုမ္ပဏီကိုဈေးကွက်ထဲမတင်ခင်မှာ BDS အဖွဲ့ဝင်9ယောက်လုံးကိုအညီအမျှလက်ဆောင်ပေးခဲ့တာဖြစ်ပြီး We, Gmin နဲ့ကြောင်ကူးတို့ကအခုထက်ထိအဲ့ဒီရှယ်ယာတွေကိုဆက်လက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့အချမ်းသာဆုံးရှယ်ယာရှင်စာရင်းမှာတော့ Samsung Electronics ဥက္ကဋ္ဌအီဂျေယုံက 123.3 ထရီလီယံကျော်နဲ့ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ဒီသတင်းရဆိုရင် BDS အဖွဲ့ဝင်တွေကဂီတက်တင်မကပဲစီးပွားရေးရပါတော်တော်လေးအောင်မြင်နေကြတယ်လို့ယူဆနိုင်ပါတယ်။